ကဲစားချင်စရာကြီးကွယ်စားချင်စရာကြီးကွယ်တို့အမလိုက်ရတော့တနေ့တစ်မျိုးမယိုးတော့မင်္ဂလာပါရှင်ဒီနေ့ကချင်းမိုင်ကဝက်သားချောင်းလေးဝယ်လာပါတယ်ဝက်သားချောင်းလေးကိုတုတ်စားမှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းကကြတော့ငရုတ်တီအလုံးကြီးပါမယ်အလုံးသေးပါမယ်ခရမ်းချင်သီးလေးပါမယ်တမယာသီးပါမယ်ကျက်သွန်နီအလုံးကြီးပါမယ်ဒါလေးကချင်းမိုင်ဝက်သားချောင်းလေးပါဝက်သားချောင်းလေးကိုလှီးလိုက်ပါမယ်ကိုကြိုက်တယ်လို့လှီးလို့ရပါတယ်ကိုစားချင်တယ်လို့ပေါ့နော်အချောင်းလေးလည်းရတယ်အလုံးလေးလည်းရပါတယ်တင်းတော်တယ်လို့ပေါ့နော်လှီးလိုက်ပါမယ်ကြိုက်လို့ရအောင်ကဲအချင်းလေးလုပ်ဖို့အတွက်တမယာသည်လှီးလိုက်ပါမယ်အရေးလေးထွက်အောင်ပေါ့နော်ဒီလိုမျိုးလေးတေးလေးလှီးမယ်ညှစ်လို့လွယ်အောင်ခြံထွက်တမယာသီးဆိုတော့ရည်တွေအများကြီးပဲကဲခင်းကျင်သီးလေးအရင်ကြီးတော့မပါဘူးပေါ့နော်ဒီလောက်ဆိုရင်ရပါပြီနည်းနည်းလေးလှီးလိုက်ပါမယ်โอเคနန်းနန်းပင်လေးနည်းနည်းလေးလှီးပြီးတော့ထည့်လိုက်ပါမယ်အသင့်ပြင်ထားတဲ့ငရုတ်တီအလုံးကြီးရယ်အလုံးသေးရယ်ထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ဆက်လေးဖြစ်အောင်ကြိတ်လိုက်ပါမယ်နော်ရေစူလာပြီးဆိုရင်ချင်းမိုင်ဝက်သားချောင်းလေးကိုရေဖြောလိုက်ပါမယ်ရေနွေးနဲ့ပေါ့နော်ဝက်သားချောင်းလေးကြက်ပြီးသွားပြီဆိုရင်ဆယ်လိုက်ပါမယ်တောက်ဖို့အတွက်ဆယ်လိုက်မှာပေါ့နော်ဒီလိုပဲလုပ်လိုက်မယ်ရေလေးနဲ့စစ်လိုက်ပါမယ်အတောက်လေးတောက်ဖို့အတွက်ချင်ငံဆက်ရေလေးဆက်လိုက်ပါမယ်ကြိတ်ထားတဲ့ငရုတ်တီးလေးပါတမယာသီးညှစ်လိုက်ပါမယ်ချင်းလေးပြန်အောင်တမယာကြီးအများကြီးထည့်အောင်ပါနော်ကဲအချိုလေးအုံးဒီထန်းရက်ထည့်လိုက်ပါမယ်နည်းနည်းပေါ့နော်ချိုမောက်အနည်းငယ်ထည့်လိုက်ပါမယ်ငမ်းပြားရေးလေးအနည်းငယ်ထည့်လိုက်ပါမယ်ဒါလေးကထိုင်းငပိရေထည့်လိုက်ပါမယ်အနည်းငယ်ပေါ့နော်ပြင်မှွေလိုက်ပါမယ်တရေကြနေပြီဟုတ်လားဟာလေရုပ်တီးနဲ့အချင်းရေးလေးဆက်လေးချင်းဆက်လေးချင်းငံဆက်ပေါ့နော်တောက်ဖို့အတွက်အသင့်လှီးထားတဲ့ကြက်သွန်နီအလုံးကြီးလေးထည့်လိုက်ပါမယ်ခုနကလှီးထားတဲ့ခရမ်းချင်သီးလေးအနှဲငယ်ထည့်လိုက်ပါမယ်ပြီးရင်ရောလိုက်ပါမယ်မွေးလိုက်ပါမယ်နော်ခုနကပြုတ်ထားတဲ့ချင်းမိုင်ဝက်သားချောင်းလေးထည့်လိုက်ပါမယ်ရောသမအောင်မွေးလိုက်ပါမယ်အသစ်ပြင်ထားတဲ့နန်းနန်းပင်လေးထည့်လိုက်ပါမယ်ညနာတက်လိုက်ပါမယ်နော်ဝေါကဲချင်းမိုင်ဝက်သားချောင်းတုတ်လေးရပါပြီရှင်ကဲစားချင်စရာကြီးကွယ်
ကဲဒီနေ့ချင်းမိုင်ဝတ်သားချောင်းတုတ်လေးရပါပြီငါတို့ကကိုရီးယားလိုမျိုးစားမယ်နော်ဒီလိုမျိုးအရွက်လေးနဲ့ပြီးတော့မုတ်ဖက်လေးနဲ့မုတ်တီးဖက်လေးနဲ့ တည်ကြလိုက်တာမရေ ဒီမှာစကားတော့ချင်းလာပြီ စားချင်း စားလိုက်မယ်နော်စားကဲအရွက်ပေါ်မှာတုတ်လေးထည့်လိုက်မယ်ပြီးရင်မုတ်ဖက်လေးကိုနှစ်ဖက်လောက်ထည့်လိုက်ပါမယ်နည်းနည်းလေးပေါ့နော်ဝမ်စားလိုက်ပါမယ်ရန်ကောင်းရန်ချင်းလေးကြရဆိုတော့ စားချင်းစရာကြီးကွယ်တို့အမလိုက်ရတော့တနေ့တစ်မျိုးမယူတော့ 血干嘛的？干嘛也是？ ရွက်လေးနဲ့ကိုရီးယားစက်လေးစားပါမယ်ဒီလိုလေး 我妈咪养吧呢？စားကြပါအောင်စီကိုရီးယားစက်လေးစားလိုက်ပါအောင်မယ်မဖက်လေးနည်းနည်းထည့်လိုက်မယ်ကိုရီးယားဆန်ဆန်လေးပါနော်对吧？ငါမကြည့်အရေးလေးကိုဒီလိုခါရေလေးနဲ့စားလိုက်မဖက်လေး ပြီးရင် ပေါ်မှာတင်လိုက် ပေါ်မှာတင်လိုက်ဂျက်ကိုစတိုင်နဲ့ကိုပေါ့နော် ချင်းဆက်ဆက်လေးနော်ပါဒီတခါစားရတာအရန်ဟွာအရေးလေးကဟိုအောက်ရောက်နေ ဒီလေးကောင်းတယ်နော်ချင်းဆက်ဆက်လေး ကိုယ် ခွာသေးတယ်စားရလဲဆက်တယ်မျက်ရည်လဲကြားရဆိုဒါလေးပဲခေါ်ရထင်မယ်နော်ဒီနေ့ကဝတ်တာချင်းမိုင်ဝတ်တာချောင်းတုတ်လေးစားလို့လဲပြီးသွားပါပြီနောက်ဗီဒီယိုမှာလည်းဗားတွေချက်ပြီးတော့မျှဝေသွားမှာလဲဆိုတာကိုစောင့်ကြည့်ကြပါဦးနော်ဘိုင်ဘိုင်